ကိုတောင်းတာမဟုတ်အဓိကကိုမိုးတင်ကိုတောင်းတာတောင်းဆိုရင်နေဘူးထုတ်လန်းလိုက်လေနေဘူးထုတ်လန်းလို့မရဘူးသူတို့တောင်းဆိုတာပြောပြမယ်ရွာနာမဲကဘာလဲကြိုင်မဲဆိုတာကျွန်တော်နဲ့မဆိုင်တော့ခင်ဗျားလည်းပဲဆိုကဟာလားပြောကြမ်းခင်ဗျားကိုကြိုက်တဲ့လူတွေကမဲစူကြိုက်နေကြတာပဲဩကြိုင်မဲဆိုဒီမဲကြီးကိုကြိုက်နေတဲ့အတွက်ကြိုင်မဲကျွန်တော်ဖြူလေးမပါတော့ဟုတ်တယ်နော်မင်းဖြူလေးနဲ့မပတ်တဲ့ဒီရွာလေဟုတ်တယ်တရောင်းစားအိမ်မလာမိန်နဲ့ဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့အပြိုကြီးတွေကြီးပဲတဲ့ရွာထဲမှာလဲတောင်မရဆိုအပြိုကြီးတွေလာပြီးတော့ကိုရီးယားဟိုတငယ်ချင်းပေါင်းသင်းတွေနဲ့ပေါ့ကွာဟိုဗာလဲမလေးဇော်ဝဲမောင်တို့အိမ်မှာဟုတ်တယ်ဇော်ဝဲနိုင်တို့အိမ်မှာသွားပြီးတော့ဖိတ်တော့သွားတာဗောလက်ဖိတ်သွားတောက်ကြတာလက်ဖိတ်ညနေဆောင်ဘယ်လူကလက်ဖိတ်တောက်မှလဲတေချင်းစိုးကော်ဖီမေ့ဟာအဲ့မှာသွားတော့လာနှုတ်ဆက်ကြတောင်မရအပြိုကြီးတွေတဲ့ပါလာလိုက်တာခလေးအနှောင်သုံးတွေနဲ့အပြိုကြီးတွေကဟာဘယ်လိုဖြစ်လို့လဲအမကြီးခင်ဗျပြောတော့အပြိုကြီးဘယ်လိုဖြစ်လို့ကလေးတွေကပါအာနာလို့ကတယောက်တယ်မသိလိုက်တာတယောက်တယ်မသိလိုက်တာတယောက်မပြောချင်တာတယောက်အပြိုကြီးတွေဆိုခလေးတွေကိုများတာတပြုံတို့ရိုးကြီးနဲ့ရောက်ရောက်တယ်အဲ့တော့သူတို့တွေကကိုမိုးတင်ကိုတန်းသဘောကြတာဟုတ်တယ်တားသဘောကြတာဘာကိုကြိုက်လဲဆိုရင်တဲ့ကိုရေတို့တဲ့ဟိုးအရင်တော့ဆိုရင်တဲ့ကိုဖိတ်မဖြစ်ခင်တော့လူရှင်တော်စတားတို့လူရှင်တော်ဖလားတို့မှာကျွန်တော်တို့ကျမတို့ကကြည်ဘူးတယ်တဲ့အဲ့ဒီအချိန်မှာကိုမိုးတင်ရလေတဲ့ခွန်းတော့ဆိုရင်အရန်ကောင်းတာတဲ့သူများခွန်းတော့ဆိုရင်တခြားလူရှင်တော်တွေဆိုတော့နဲ့မတူဘူးနှချောစိတ်အောင်အရသာရှိတာတဲ့ကိုရေတို့ရဲ့တဲ့ဖြစ်နိုင်ဒီညာပွဲမှာရတဲ့အချိန်လေးမှာကိုမိုးတင်ကိုခွန်းတော့တစ်ပုတ်တော့ဆိုပေးပါတဲ့အဲ့သူငယ်တွေကတောင်းထားတာဗျာဟုတ်တယ်နော်တောင်းတဲ့လူတော့ကျေးဇူးတင်ပါတယ်ဘုံမသိဘာမသိနဲ့အချိန်မဟုတ်အခါမဟုတ်ခိုင်းတဲ့တဲတို့ကတော့စောက်သုံးမကြမှအခုမှပဲကျွန်တော်နားလည်မိပါဘာဖြစ်လို့တော့ဒီအချိန်ခွန်းတော့ဆိုမှတော့မင်းအမေလင်နေရအကုန်ထပြန်ကုန်မှာဗောဟမ်ပြင်းကြကြီးကွယ်အဲ့ပဲစူလေးယူလောင်ကြာနေကန်ဒီတိုင်းရင်မင်းဘယ်လိုပြောလိုက်တာတော့ကိုမိုးတိန်တို့များအလားစီယုံကြီးကောင်းတာနော်အဲ့တော့ကိုမိုးတိန်3000ဆိုတပူးဘူးတော့ရဘာတပူးလဲဟိုနေဘာဟိုကွာရိုင်းဒီလားအဲ့တော့ခွန်းတော့ကလေးတပုတ်တော့လုပ်ပေးလိုက်ပါကျွန်တော်တို့ကအချိန်ကတနားကြီးပဲလုပ်ရတာဟုတ်တယ်ယူလာဦးဒီလားကြံသေးလားပါတော့မဟုတ်ဘူးတရားမင်းဖြေးစရာမရှိမှဆိုလို့ပြန်ယူသွားမလို့ပြီးလောက်ထားတယ်တဲ့ဟောအချိန်နဲ့ရှိတယ်လားဟုတ်တယ်မဟုတ်ခွန်းတော့ဆိုတာကဒီအချိန်မှာဆိုလို့မကောင်းဘူးငါလားဟိုပေးတက်ကိုသိအောင်ပြောပြမယ်လေခွန်းတော့ဆိုတာနောက်ပိုင်းပတ်စာအကူပြောင်းနေမှာဆိုရတယ်နောက်ပိုင်းမှာဆိုရတယ်ဥမာ6ဘောက်ကနေ9ဘောက်ကူးမယ်ဆိုရတယ်9ဘောက်ကနေ2ဘောက်ချိန်မယ်ဆိုရတယ်2ဘောက်ကနေနောက်ဆုံးဘယ်လိုအပိုးပြန်ပြောင်းမယ်ဆိုရတယ်အဲ့လိုလေအဲ့ဒါလေကျွန်တော်လည်းသဘောပေါက်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကအချိန်ကတနားကြီးပဲပေးတာဟုတ်ကျွန်တော်ညီလေးဆက်စစ်တင်းဆိုရင်လေသူ့ရတဲ့အချိန်လောက်ပဲလောက်တာဟုတ်တယ်အဲ့တော့ရတဲ့အချိန်လေးမှာပဲခွန်းတော်ကလေးစိုးပေးလိုက်ပါပရိသတ်ကတောင်းဆိုတတ်တာကိုကျွန်တော်ကိုကျိန်းလိုက်မောင်းလိုက်သေးတယ်နော်ဟုတ်လားကိုရတို့တဲ့ပြောထားပါရဲ့နဲ့ကိုမိုးတင်ကိုခွန်းတော့မစိုးခိုင်းဘူးဆိုကျွန်တော်ခဲနဲ့ထုမှာတဲ့ဟိုဘက်တောင်မှာတွေ့တယ်ကျွန်တော်စိုးခိုင်းတယ်နော်ဟုတ်တယ်နော်ခဲနဲ့တော့မထုနဲ့နော်ဟေးမထုနဲ့မပြောနဲ့အတိုင်းဟဲ့ဗျာခင်ဗျားတို့ကလည်းဗျာချီမြန်လည်းမြန်မလုပ်ပါနဲ့ဗျာဆိုပြမယ်ဗျာကျုပ်ရင်ခွေးတော့ခဲနဲ့မထုပါနဲ့ကျုပ်ရင်ခလေးပါလဲခွေးတယ်ဒီဟာခလေးရှိသေးတယ်စောက်ကလေးအမျက်တောင်မွေးတော့မရှိတော့ဘူးကဲမပြေးမနေဆိုပြဆိုလဲဆိုပြပြီးပါမယ်ဆိုပါလိုက်အဲ့တော့ခွန်းတော့ဆိုမယ်နော်အဲ့တော့ခွန်းတော့ဆိုမယ်ဆိုတော့ငါသားဟိုသားလေးကအပေါ့ပို့ပေးဦးနော်ခွန်းတော့လေးယုံပေးလိုက်အောင်